ဒီဗီဒီယိုကိုမြင်တွေ့ရသူတွေအတွက်မိမိအနေနဲ့အခုလက်ရှိအတော်လုံးမှာ Universal ဘယ်လိုမျိုး test တွေကိုကြုံတွေ့နေရလဲနောက်တစ်ခုကဒီအရာတွေကနေလွန်မြောက်ဖို့အတွက်ကိုအနေနဲ့ဘာတွေကိုဘယ်လိုမျိုးပြုလုပ်သင့်လဲဆိုတာကိုမေဒီမှာဗီဒီယိုလေးကြည့်ထားပေးတယ်အဲ့တော့ဒီဗီဒီယိုကိုတွေ့တဲ့သူတွေကအခုတလောမှာပေါ့အပြောင်းလဲ changes တွေကိုအများကြီးကြုံတွေ့ရတယ်အဲ့တော့ဒီအပြောင်းလဲဒီအပြောင်းအလဲတွေအပေါ်မှာကိုယ့်ရဲ့စိတ်ခံစားချက်ကမထားတော့ကြတော့ထိခိုက်ရှာနာမှုဝမ်းနည်းနာကျင်မှုပူဆွေးမှုဒီຢာတွေအပေါ်မှာကိုယ့်ရဲ့စိတ်တွေကသွားပြီးရောက်နေပြီးတော့တခါလေမှာကိုယ့်အနေနဲ့ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်တာနောက်တစ်ခုကကျတော့ rainy day လို့ပြောလို့ရရဲပေါ့နော်ကိုယ့်အတွက်ပင်ပန်းဆင်းရဲတဲ့နေ့ရက်တွေကိုကြုံတွေ့နေရတာနောက်တစ်ခုဒီလောကမှာရှင်သန်ရတာကကိုယ့်အတွက်ကအတိတ်ပဲမဲ့နေလို့မျှော်လင့်ချက်မဲ့နေလို့ဒါမျိုးတွေကြုံတွေ့ရတာမျိုးတွေပေါ့အဓိကကတော့စိတ်ခံစားချက်ပိုင်းနေကိုယ့်ရဲ့ဘဝရဲ့အပြောင်းလဲအတက်အကျပေါ့နော်ကိုဘေးမှာရှိနေတဲ့လူတွေရဲ့တစ္ဆာဖောက်မှုတွေကြောင့်လဲတချို့တွေကဒီຢာတွေကိုကြုံတွေ့ရမျိုးပေါ့နော်ဘာကြောင့်လဲဘယ်လိုမျိုးလဲငါအပေါ်မှာငါအပေါ်မှာငါကြမှာဆိုတဲ့ပုံစံမျိုးတွေပေါ့ဒါမျိုးတွေကိုဆိုတဲ့ဒီတားကထားပြီးတော့တွေ့မိတဲ့အခါမှာဒီခံစားချက်ကအော်ငါပင်ပန်းနေပါလားငါခံစားနေရတာပါလားငါနာကျင်နေရတာဘာလားဆိုတဲ့ခံစားချက်မျိုးတွေတွားဝင်ပြီးတော့ကြတော့ပင်ပန်းဆင်းရဲနေတဲ့ပုံစံမျိုးတွေပေါ့တချို့ရေဆိုရင်မသွားခြင်းမလာခြင်းမစားခြင်းမကိုင်ခြင်းဒါမျိုးတွေပါကြုံတွေ့နေရတဲ့ပုံစံမျိုးကိုတွေ့ရတယ်တချို့ကကြတော့ကိုဘဝမှာကိုဖြစ်နေတဲ့အရာတွေဒီမန်းချက်တွေပေါ့ဒီအရာတွေကိုငါလုပ်နေတာကဟုတ်ကောဟုတ်ရဲ့လားငါသွားနေရလန်ကမှန်ကောမှန်နေရဲ့လားဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဓိကကတော့ကိုယ့်ကိုတွေးဟာတော့တွေးဝေမှုတွေထွက်စားလို့ရှိရင်ကိုယ့်ရဲ့အခုလက်ရှိပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အပြောင်းအလဲတွေအပေါ်မှာကိုယ်စိတ်ကလေးကမရှိမမြင်တဲ့မခံစားတတ်တော့ကြတော့ကိုယ့်အတွက်ဒီအရာတွေကမကောင်းတဲ့အရာတွေအားနည်းမှုဒါတွေဖြစ်ပေါ်ဖို့အတွက်ဖြစ်ပေါ်လာရဲဆိုပြီးတော့စိတ်ကထင်အောင်ထမဖြစ်တာပေါ့တကယ်တော့အဲ့လိုမဟုတ်ဘူးကို့မှာလက်ရှိကြုံနေရတဲ့အခက်အခဲတွေဒီအပြောင်းလဲချင်းချက်တွေဆိုတာကပို့ပြီးတော့ကောင်းမွန်တဲ့ပို့ပြီးတော့ရင်းကျက်တဲ့ပို့ပြီးတော့ခံစားမှုတွေအကြောင်းပေါ့ကိုယ့်ရဲ့ခံစားမှုတွေအကြောင်းကိုယ့်ရဲ့စိတ်နေစိတ်ထားတဲ့အကြောင်းကိုပို့ပြီးတော့နားလည်မှုရှိဖို့အတွက် Universe ကကိုယ့်ကိုဒီလိုမျိုးသွန်သင်ဆုံးမနေတဲ့ပုံစံမျိုးဒီမှာတွေ့ရတာပေါ့နော်အဲ့တော့ဒီຢာတွေကနေလွန်မြောက်ဖို့အတွက်ဆိုလို့ရှိရင်ဘာလို့သင့်တယ်လဲဆိုရင်ကိုယ့်အနေနဲ့ကကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့အရာတွေကိုမြင်နေရတဲ့လူတွေကိုထိတွေ့ဆက်ဆံနေရတဲ့လူတွေကိုပြောဆိုနေရတဲ့လူတွေပေါ့ဒီလိုလူတွေအပေါ်မှာနေထွေးမှုမေတ္တာတရားနဲ့ဥမာကိုကအကူအညီလိုနေဆိုလို့ရှိရင်လည်းငါအကူအညီလိုနေအောင်သူကမသိတာလားဒါကိုသူကမမြင်တာလားမြင်ရသားနဲ့ငါအပေါ်မှာမကောင်းတာလားဒါမျိုးတွေတွေးရတာထပ်စားလို့ရှိရင်ငါကတော့ဒါလေးတော့လိုအပ်နေတယ်ဒီရလေးနေငါ့ကိုကူညီနိုင်ပေးနိုင်မလားကိုဘက်ကဒါမျိုးပြောဆိုလိုက်တာကလည်းဒီကိုစီမှာဖြစ်ပေါ်နေတဲ့ပေါ့နော်ဒီပင်ပန်းမှုတွေဝမ်းနည်းမှုတွေဒါမျိုးတွေကိုသူကပြပြောက်သွားစေမယ်အခွင့်အလမ်းတစ်ခုပေါ့တကယ်တော့လွယ်လေးနဲ့ရှုပ်နေတာမျိုးရလွယ်လေးနဲ့ကိုယ့်ရဲ့အတွေးအမြင်ကတကယ်ရောဟာအရင်ကြီးအဲ့လိုကြီးပြဿနာဖြစ်ရမယ်အကြောင်းရလည်းမဟုတ်ဘူးပေါ့အဓိကတော့ဘယ်ကိစ္စမဆိုပါပဲကိုကအရင်ကြီးလေးနဲ့ခံစားမယ်ကိုကအရင်ကြီးဒီအရာကကိုအတွက်အရင်ပင်ပန်းတယ်လို့ခံစားနေရမယ်ဆိုရင်တကယ်လည်းဒီအရာတွေဒီလောက်ရက်တွေကိုလုံနေရတဲ့အခါမှာကိုအတွက်ပင်ပန်းမှုတွေကြုံတွေ့ရတာပဲပေါ့အဲ့တော့ကိုကဒီအရာကတော့ငါအတွက်ပေါ့အပါပဲဒီကနေပြီးတော့ငါအတွက်ဘယ်လိုမျိုးသင်ခန်းစာရမလဲဒီကနေငါသိဖို့လိုအပ်နေတာကဘာလဲဒီအရာကနေပြီးတော့ငါရဲ့စိတ်ခံစားချက်ကဒီအခိုက်အတန့်မှာဘယ်လိုမျိုးပုံစံကိုပြောင်းလဲသွားတာလဲငါဒီလိုမျိုးဖြစ်တဲ့အခါမှာငါရဲ့ပုံစံကရောဘယ်လိုမျိုးပြောင်းလဲသွားတာလဲအဓိကအဲ့လိုမျိုးပေါ့ကိုပြန်ပြီးတော့ကောင်းမြင်စိတ်လေးနဲ့ပြန်ကြည့်မယ်အရာအားလုံးကိုပေါ့အပါနဲ့ဖြူစင်တဲ့မြတ်တာတွေကအပေါ်မှာပဲအခြေခံပြီးတော့သွားမယ်ဆိုလို့ရှိရင်အရာအားလုံးကလွတ်တကူဖြစ်ရှင်းမိတာဖြစ်သွားလိမ့်မယ်အဲ့တော့ရေဒီယာအနေနဲ့ဆိုလို့ရှိရင်ကိုထက်ကြီးရဲ့လူကိုထက်ငယ်တဲ့သူသူတို့ကိုတက်နိုင်သလောက်ပေါ့သူတို့အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေကိုကိုယ့်ရဲ့မြတ်တာနဲ့ပေးတာကမ်းတာအဓိကတော့ကိုယ်စိတ်ရင်းစေနာအမှန်နဲ့ပေးတာတွေကပို့ပြီးတော့ကောင်းတယ်အဲ့တော့ဒါမျိုးလေးတွေလုပ်ဖို့လိုအပ်မယ်နောက်တစ်ခုကကြတော့တချို့တွေကမိသားစုဆိုတဲ့နှွေးထွေးမှုမြတ်တာကိုပြန်ပြီးတော့ခံစားပေးဖို့လိုအပ်တယ်နော်ဘယ်လိုလဲဆိုတော့ကိုဖြစ်နေတဲ့လက်ရှိခံစားချက်အရာတွေကိုကြုံတွေ့ရတဲ့အကုန်လုံးကဒီမိသားစုနှွေးထွေးမှုချစ်ချင်းမြတ်တာဆိုတဲ့အရာကိုနားလည်သွားရင်အရာအလုံးကပေါ့အပါလေးပဲကိုစီမှာပြန်ပြီးတော့ကိုမျောလင့်နေတဲ့လူစစ်လှူမှန်နေကိုနားလည်ပေးမဲ့သူတွေကိုလမ်းမြတ်ပေးမဲ့သူတွေကိုအလင်းပေးမဲ့သူလိုလူတွေကအော်တိုဝင်လာမှာအဲ့တော့အဓိကအရေးကြီးနေတဲ့ကကိုစီမှာရှိနေတဲ့စိတ်ခံစားချက်ဘိုက်လေးကလည်းကြည်လွန်နေဖို့လိုတယ်နောက်တစ်ခုကကိုယုံကြည်မှုရှိနေဖို့လိုတယ်ကိုယုံကြည်မှုရှိနေမှကိုအတွက်ကရှိနေမှတခြားသူတွေကကိုစီကိုကဘယ်လိုပြောမလဲ
မေတို့ဒါက spiritual မှာဆိုစကားတစ်ခုရှိတယ် positive vibe က positive တွေအကြည်ဓာတ်တွေကိုဆွဲခေါ်တယ်မကောင်းတဲ့အတွေးအမြင်တွေကမကောင်းတဲ့ဖြစ်ရပ်တွေကိုပဲဆွဲခေါ်တယ်ကိုတွေးတာကကိုရတာကိုစိတ်ကခေါ်ဆောင်ရာကကိုပြန်လည်ရရှိတာဆိုပြီးတော့စကားတစ်ခုရှိတယ်ပေါ့နော်အဓိကကတော့တချို့တွေအနေနဲ့ကကြတော့ကိုကလေကိုဘာသာကိုတယောက်တည်းအချိန်ကြီးဖြုံးတာများပြီးတော့ကြတော့ငါပတ်ဝန်းကျင်မှာဘယ်သူမှမရှိဘူးတခုခုဆိုငါအတွက်ငါပဲရှိတာငါကတော့ခန်းစားချက်တွေလုပ်ပေးလိုက်ရတာငါကလေးကြတော့ဘယ်သူမှမရှိနေဘူးလူတွေအားလုံးကဒီပုံစံနေပါပဲကွာသူတို့ကလူစိတ်တွေခန်းစားချက်တွေဆိုတော့တလူမျိုးတွေပဲအဲ့လိုမျိုးတွေတွေးနေရတဲ့ဆောက်လို့ရှိရင်ကွာကိုယ့်ပုံဝန်းကျင်မှာဘယ်သူမှမရှိရင်တော့ကိုတယောက်တည်းအဓိကတော့သဘောတရားစီပဲခီးထွက်မလားကိုကြိုက်တဲ့စကားလေးတစ်ခုကိုပဲကြည့်မလားအဲ့တော့ဒါမျိုးကိုကြည့်လိုက်ရလို့ကိုကအပြင်းတက်တာမဟုတ်ဘူးပေါ့နော်ကိုကကိုယ့်ရဲ့အချိန်မျိုးအလဟတအသုံးချတယ်ဒါမျိုးမဟုတ်ဘူးမေတို့တွေကိုယ့်ရဲ့ခန္ဓာကိုကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့အတွေးကိုယ့်ရဲ့ခံစားချက်ဒါတွေကိုအလုပ်ပေးတဲ့အချိန်မှာလည်းမေတို့အလုပ်တွေပေးကြတယ်လုပ်ငန်းဆိုင်ရာတွေမှာလည်းဒါရင်းနှီးမြှုပ်နှံကြတယ်အဲ့လိုထို့အတူပဲကိုယ့်အတွက်ကိုပျော်ရွှင်မဲ့အရာကိုယ့်အတွက်အနာပေးမဲ့အချိန်မှာလည်းကိုယ့်ရဲ့ခန္ဓာစိတ်ခံစားချက်အတွေးအုံနောက်ဒါတွေအကုန်လုံးကိုလည်းပြန်ပြီးတော့အနာပေးဖို့လိုအပ်တယ်အဲ့တော့ဒီအနာပေးမှုကကိုယ့်အတွက်အဓိကတော့အေဂျင့်မှုတွေကိုရစေမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့မေးစီမှာတူးတဲ့တီးတန့် VG ကြည့်နေတဲ့သူတွေကလူတယောက်စာအတွက်ဆိုလို့ရှိရင်1000ကျပ်ယူရတယ်။မိခွန်းတစ်ခုဆိုလို့ရှိရင်မေတို့3000ကျပ်ယူရတယ်။တကယ်လို့ပေါ့နော်အရေးပေါ်ကမေတို့ဒီဖုန်းရွှေအရာလက်ကီးကန်ကောင်းအဆောင်အိတ်လေးတွေလည်းမှာလို့ရပါတယ်။ပြီးလို့ရှိရင်ဒီ crystal လက်ပတ်လေးတွေနော် crystal လက်ပတ်လေးတွေကကိုကြိုက်ရာကိုဖြစ်ချင်တဲ့တာဂက်ကိုပြောပြီးတော့မေးစီမှာလာမှာလို့ရပါတယ်။ crystal လက်ပတ်လေးကတော့တစ်ခုကို2000ကျပ်ပါ။ဒီအိတ်လေးကတော့တစ်ခုကို1000ခွဲကျပ်နဲ့မေရောင်းချပေးပါမယ်။